အားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့ရောဝတ်သားစီပြန်ဟင်းကိုပုံမှန်ချက်နေကြအတိုင်းမဟုတ်ပဲလုံးဝမအီပဲစားလို့ရန်ကောင်းတဲ့ချက်လေးကိုမျှဝေပေးလိုက်ပါရရှင်ဟင်းချက်ဖို့အတွက်အစီနဲ့အသားတွဲထားတဲ့ဝတ်သား35ချက်သားကိုတုံးထားပါရရှင်ရေစီးတန့်စင်ထားတဲ့ဝတ်သားတွေကိုအရသာနေဖို့အတွက်စားထည့်ပါမယ်အသီးရွက်ဟင်းခမုံလေးအနေငယ်ထည့်ပါမယ်ရှင်ပြီးတော့နှင်းမို့အနေငယ်နဲ့ငါးငယ်ပြာရီကိုတော့ထမင်းစားစောနဲ့တစွန်းစားဖြစ်ပါတယ်အချိုရတာတက်ကိုတော့ထညက်ရီကိုထမင်းစားစောနဲ့တစွန်းစားထည့်ပါမယ်ရှင်အယောင်လေးပူလာစီဖို့အတွက်ပဲငယ်ပြာရီအနောက်ကိုလည်းအနေငယ်ထည့်လိုက်ပါမယ်အနက်လေးပုံမှုစီအောင်လို့မဆလာလေးလည်းအနေငယ်ထည့်ပါမယ်ရှင်ပြီးရနဲ့ဝတ်သားလေးကိုအရသာလေးဝင်သွားအောင်လို့ဒီဆက်စားလေးနှဲထားပြီးလိုက်ပါမယ်အရသာနဲ့အောင်နေပြီးပြီးသွားပြီဆိုရင်တော့အသားလေးကိုအရသာလေးပို့ပြီးဝင်သွားအောင်လို့နိုင်ဝက်လောက်နှက်ထားပြီးလိုက်ပါမယ်ရှင်ဟင်းနှစ်ချက်ဖို့အတွက်ကိုတော့ကြက်တုံဒီဦး6လုံးကြက်တုံဖြူအမွှာကြီး12မွှာနဲ့ဂျင်းလက်နှစ်စစ်စာလောက်တုံးထားပါတယ်ရှင်ကြက်တုံဒီကိုတော့ပါပါတီးထားပြီးတော့ကြက်တုံဖြူနဲ့ဂျင်းကိုတော့ထောင်းထားပြီးလိုက်ပါတယ်ပြီးတော့မကြီးနဲ့အနေငယ်ကိုလည်းရေနွေးစင်ပြီးတော့အနှစ်ရည်လေးရအောင်လို့ဖြော်ထားပေးလိုက်ပါတယ်ရှင်အားလုံးပြင်ဆင်ပြီးသွားပြီဆိုရင်တော့ဟင်းစချက်ဖို့အတွက်ချက်မဲ့ဦးလေးကိုခုနကအရသာနဲ့ထားတဲ့ဝတ်သားလေးကိုထည့်ပါမယ်ပြီးရင်ကြက်တုံကြီးဒီထားတာလေးကိုထည့်လိုက်ပါမယ်ကြက်တုံဖြူနဲ့ဂျင်းထောင်းထားတာကိုလည်းထည့်လိုက်ပါမယ်ရှင်မြေဦးဒီဟင်းချက်မုံကိုတော့ထမင်းစားစုံနဲ့တဝက်စာလောက်ထည့်ပါမယ်စီကိုတော့ထမင်းစားစုံနဲ့ငါးစောစာလောက်ထည့်ပါရရှင်နောက်ဆုံးကြရင်တော့ဒီဟင်းကိုလုံးဝမအီစီပဲနဲ့စားကောင်းချင်တဲ့အဓိကအသက်ဖြစ်တဲ့မကြီးငှက်ရည်ကိုထမင်းစားစုံနဲ့လေးစွန်းစားထည့်ပါမယ်ရှင်ပြီးတာနဲ့အားလုံးသတ်မှတ်သွားအောင်လို့အရသာနေထားပေးလိုက်ပါမယ်ရှင်ဒီချန်နီလေးကတော့စီးသက်ပြီးတော့ချက်တာမဟုတ်ဘဲနဲ့လုံးချက်ချက်မှဖြစ်တဲ့ကြောင့်မို့လို့အသားလေးကိုအရသာယူဝင်သွားအောင်လို့တိတိကျကျလေးတော့နေပေးဖို့လိုအပ်ပါတယ်နော်အားလုံးတမအောင်နေပြီးပြောပြီးဆိုရင်တော့ရေလုံးဝမထည့်ပဲနဲ့အဖုံးလေးဥပြီးတော့မီးအားအလဲလဲလောက်နဲ့ပဲချက်ထားပေးလိုက်ပါမယ်ရှင်ကျမတို့ဒီဟင်းလေးကလုံးချက်ချက်တာဖြစ်တဲ့အတွက်ကြောင့်ဆက်စဦးချက်ချက်ချင်းမှာခဏခဏမမွေပဲနဲ့ဝတ်သားကထွက်တဲ့ရေနဲ့ပဲကြက်သွန်လေးတွေနွမ်းလာတဲ့အထိအောင်လို့တည်ထားပေးလိုက်ပါတယ်ကျက်သွန်ဒီဘက်ဒီနွမ်းလာတဲ့အနေထားလေးရအောင်တဲပေးပြီးပြီဆိုရင်တော့အဖုံးလေးဖွင့်ပြီးတော့အဆက်မပြတ်မှွေထားပေးလိုက်ပါမယ်ရှင်ဝတ်သားခထွက်တဲ့ရေလဲခမ်းပြီးတော့ကျက်သွန်ဖက်တွေလည်းလုံးဝနူးဤသွားတဲ့အနေထားလေးရအောင်လို့မှွေပေးပါတယ်မှွေလာပြီးရင်လည်းခုလိုမျိုးစီပြန်လာပြီးတော့ဝတ်သားဖက်လေးတွေလည်းမကြစ်ကြစ်လေးတွေဖြစ်လာပြီးတော့အသားတဲ့အထိအရသာစိတ်ဝင်သွားတော့ပြီဆိုရင်တော့ရေထည့်ပါမယ်ရှင်ရေကိုတော့ဝတ်သားမြုပ်တဲ့အထိအောင်လို့ထည့်ထားပေးပါတယ်ပြီးတော့အဖုံးအုပ်ပြီးမီးအားအလဲအလဲလောက်နဲ့ပဲတည်ထားပေးလိုက်ပါမယ်ရှင်တည်ထားပေးရင်းနဲ့လည်းကြားထဲမှာအိုးမကဲရအောင်လို့တစ်ခါနှစ်ခါလောက်တော့မှုပေးရပါတယ်ရှင်ဒါကတော့ရေထည့်ပြီးတော့နိုင်ဝက်လောက်တည်ထားပေးပြီးတဲ့အနေထားလေးပါရေခမ်းပြီးတော့စီးပြန်လာပြီမဲ့ဒီဝက်သားလေးတွေကအနှင်းငယ်နူးဤဖို့လိုအပ်တဲ့အတွက်ကြောင့်မလို့နောက်ထပ်တရေထည့်ပြီးတော့ထည့်ပေးပါမယ်ပြီးရင်တော့အဖုံးလေးအုပ်ပြီးတော့ထပ်ပြီးတော့တည်ထားပေးလိုက်ပါမယ်ရှင်15မိနစ်လောက်ထည့်တယ်ပြီးလို့နောက်တရေလေးခမ်းပြီးတော့စီလဲပြန်လာပြီးဝက်သားလေးလည်းနူးပြီးတော့အရသာကလည်းကိုစိတ်ချက်ဖြစ်ပြီးဆိုရင်တော့ဒီနေထားလေးမှာမီးလေးပေးလိုက်လို့ရပါပြီရှင်ဒါဆိုရင်တော့လုံးဝမအီပဲနဲ့အရန်ကိုစားလို့ကောင်းတဲ့ဝက်သားစီပြန်ဟင်းလေးကတော့ချက်ပါပြီနော်ဝတ်သားကြိုက်တဲ့လူတွေဒီ channel လေးအတိုင်းချက်မစားဘူးသေးဘူးဆိုရင်တော့ချက်စားကြည့်ပါရှင်ထမင်းမင်းစီတဲ့ဟင်းကောင်းလေးတစ်ခွက်ဖြစ်တာမို့အကြိုက်တွေ့စီမှအသေးချပါပဲရှင်အဆုံးထိရှိရှုပြီးတဲ့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်
ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဒါဆိုနောက်ထပ်ဗီဒီယိုအသစ်လေးတွေမှာပြန်ပြီးတွေ့ကြမယ်နော်